Eiffel Tower ထပ်ပုံမြင့်တဲ့ကမ္ဘာအမြင့်ဆုံးတရားကမ္ဘာပေါ်မှာအလှပဆုံးနဲ့အမြင့်ဆုံးတရားကိုပြပါဆိုရင်တော့အခုပြထားတဲ့တရားကိုပဲလက်ညှိုးထိုးပြရမှာပါဒီတရားဟာအပြင်ပန်းကကြည့်ရင်တိမ်တိုက်တွေပေါ်မှာလမ်းခင်းထားသလားထင်ရလောက်အောင်မြင်မာလို့ပြီးပတ်ဝန်းကျင်ရှုခင်းနဲ့လုံးဝကိုလိုက်ဖက်ညီတာဖြစ်ပါသည်ဒီတရားကိုပြင်သစ်နိုင်ငံတောင်ပိုင်းထန်းမြစ်ဝမ်းကိုဖျက်ပြီးတော့စောက်ထားတာပါဒီတရားကဘလောက်တောင်မှမြင်တယ်လဲဆိုရင်သူ့ရဲ့အမြင့်ဆုံးတိုင်ထိပ်ဟာ343မီတာပေနဲ့ဆိုရင်တော့1125ပေရှိပါသည်မြင်အောင်ပြောရမယ်ဆိုရင်တော့ပြင်သစ်ရဲ့အထင်ကရ Eiffel Tower ထက်တောင်အနည်းငယ်ပိုမြင့်နေတာပါတရားလမ်းမကြီးကမြစ်ရည်ပြင်အထက်ပေ890 280မီတာမှရှိနေတာမို့ကားနဲ့ဖြတ်မောင်းသူတိုင်းဟာတိမ်နေမြူကိုရီရဲ့အပေါ်စီကနေခရီးသွားနေရတဲ့ခံစားမှုကိုအပြည့်အဝရရှိမှာပါဒီတရားကြီးဟာကမ္ဘာပေါ်မှာအမြင့်ဆုံးရေလမ်းကြောင်းတရားအဖြစ်မှတ်တမ်းတင်ထားပါသည်ဒါကြောင့်ဒီတရားကိုဖြတ်မောင်းရတဲ့ခံစားချက်ဟာသူမနဲ့အတူရှိနေတဲ့အိမ်မက်ထဲကလိုမြင်မလို့မီတကယ်တမ်းမျက်စိဖွင့်လိုက်မှအလကားပဲဆိုတာသိလိုက်ရတယ်လို့ခံစားချက်မျိုးပါပြီဒီတရားကြီးကိုဘီသူကာပညာရှင် Lord Norman Foster ကဒီဇိုင်းဆွဲခဲ့တာပါသူရဲ့ရည်မှန်းချက်ကဒီတရားကြီးကိုမြေပြင်ပေါ်မှာညင်သားစွာခုန်နေတဲ့လေတစင်းလိုပုံဖော်ဖို့ပါပြီအင်ဂျင်နီယာပညာပိုင်းမှာလည်းဒီတရားကအံ့ဩစရာကောင်းပါသည်စုစုပေါင်း 2.5 ကီလိုမီတာရှိတဲ့တန်မဏိတရားကျမ်းပြင်ကိုမြေပြင်ပေါ်မှာပဲအပိုင်းလိုက်ဆောက်ပြီးတော့မှကွန်ပျူတာကနေထိန်းချုပ်ထားတဲ့တွန်းဆက်တွေနဲ့တစ်ဖက်စီကနေတွန်းထုတ်ပြီးအလေမှာဆက်ခဲ့တာပါစက္ကန့်ပိုင်းမီလီမီတာလောက်လေးလွယ်လို့မရတဲ့ဒီနည်းပညာဟာလုံးဝကိုစိန်ခေါ်မှုကြီးတစ်ခုပါပဲဒီတရားကြီးမပေါ်ခင်ကဒီလမ်းကိုကားနဲ့ဖြတ်ဖို့ဆိုတာမိနစ်30ကနေနိုင်ပေါင်းများစွာရင်ကြောပိတ်တာနဲ့အချိန်ဖြုံရပါသည်အခုတော့ဒီတရားကိုဖြတ်ဖို့10မိနစ်ခန့်ပဲအချိန်ယူရတော့တာပါဒီနေရာကလူတွေနဲ့ဘလောက်တောင်ဝေးတယ်လဲဆိုရင်ခါတိုင်းအချိန်ကြာကြီးဖြတ်ရတဲ့ခရီးကနေ10မိနစ်အတွင်းအဆက်ဖြတ်လိုက်တာပါပြီအဲ့ဒီခန်းစားချက်ကရုတ်တရက်အဆက်အသွယ်ပြတ်သွားတဲ့သူမရဲ့ဖုန်းနံပါတ်လို့ပဲချက်ချင်းကြီးပျောက်ကွယ်သွားတာမျိုးပါပဲဒီတရားကလေပြင်းရဲ့ရာသီဥတုတန်ကိုခံနိုင်အောင်အထူးစီမံထားပါသည်အချိန်ကြာလာတာနဲ့အမျှကွန်ကရစ်တိုင်တွေဟာရာသီဥတုတန်ကြောင့်အနေငယ်အယောင်မကြီးပဲဖြောတော့လာတဲ့အဖြူရောင်ကိုစောင်းပါသည်ဒီတရားကြီးဟာအမြင့်ဆုံးမှာတယောက်တည်းရက်တည်နေပြီးသူဘေးပတ်ဝန်းကျင်မှာမနက်ပိုင်းနဲ့ဆောင်းရာသီတွေမှာမြူကိုတွေနဲ့တိမ်တိုက်တွေကဝင်းရံနေလေရှိပါသည်အဲ့ဒီအချိန်မှာသူ့ရဲ့အဖြူရောင်ကိုးကွယ်မှုဟာတကယ်ကိုအထီးကျန်ပြီးခံရတာပါဒီမြူကိုတွေကြောင့်မှတယောက်တည်းရက်တည်နေတဲ့တရားရဲ့အထီးကျန်မှုဟာလူချင်းမင်းနဲ့သူမအမှတ်တရတွေလောက်တော့မဝေးနိုင်တော့ဘူးလို့လည်းထင်ပါသည်ဘာလို့လဲဆိုတော့တရားကအချိန်တိုအတွင်းခရီးရအောင်ပို့ပေးနိုင်မိမယ်လူချင်းမင်းနဲ့သူမကြားကအကွာဝေးကိုတော့ဘယ်တရားကမှဆက်သွယ်ပေးနိုင်မှာမဟုတ်လို့ပါပဲဖူကွက်ကျွန်းစန်ဆက်ဆန်နာဒိုကန်ကြီးကဒါလီရဲ့ဗဘူးရုပ်များဒီတစ်ခါတော့ခေတ်သစ်ကဘာကြီးရဲ့အလေကောင်မှာထူးထူးခြားခြားစိတ်ငြိမ်ပြီးအတွေးပုတ်စာတွေနဲ့ပြည့်နေတဲ့နေရာတစ်ခုကိုဆက်သွားကြည့်ကြရအောင်ပါလူကြီးမင်းတို့ဗီယက်နမ်ကိုပြေးမြင်လိုက်တာနဲ့ဟန်နဝိုင်းမြို့ကြီးတွေဟလောင်းပင်လယ်အော်ရဲ့တဘာဝအလှတွေဒါမှမဟုတ်စားစရာကောင်းတဲ့ဖူးခေါက်ဆွဲတွေကိုပဲပြေးမြင်နေမှာပါဒါပေမဲ့တောင်ပိုင်းမှာရှိတဲ့ဖူးကွက်ကျွန်းပေါ်ကကမ်းခြေတစ်ခုမှာတော့အချိန်နဲ့လက်တွေ့လွန်ဝါရာကြားကထူးဆန်းတဲ့လက်ရာတွေပိတ်မိနေပါသည်ဒီနေရာဟာအပန်းဖြေစခန်းမျိုးတစ်ခုဖြစ်တဲ့ Sunset Sanado Beach Club ကမ်းခြေပါဒီနေရာရဲ့အဓိကဆွဲဆောင်မှုကတော့ကမ်းဆက်ရေပြင်ပေါ်မှာမတ်တက်ရက်နေကြတဲ့ခြေတန်းရှည်စင်လို့ခေါ်တဲ့ဗဘူးရုပ်စုတွေပါပဲမြင်ရသူတိုင်းရုတ်တရက်အံ့ဩသွားကြရပါသည်ဒါရီဟာဘလို့တွေးခေါ်မျိုးလဲဒီလိုကြီးမားတဲ့စင်ကြီးတွေကိုဘာလို့ခြေတန်းရှည်တွေပေါ်တင်ထားရတာလဲဒီပု္ပ္ပာကိုနားလည်ဖို့ဆိုရင်လွန်ခဲ့တဲ့နှစ်90ကျော်ကစပိန်နိုင်ငံသားပကြီးဆရာကြီးဆာလ်ဗာဒိုဒါလီအကြောင်းကိုအရင်ပြောရပါမယ်ဒီဗဘူးတွေကဒါလီရဲ့1948ခုနှစ်ကနာမည်ကြီးပကြီးက The Elephant ကိုအခြေခံပြီးတော့ယူကရိန်းပြည်သူ့ကာပညာရှင်နီကီတာဂျီဗာနိုကဖန်တီးခဲ့တာဖြစ်ပါသည်ဒါလီဟာသူ့ရဲ့ပကြီးကားတွေထဲမှာစင်ကြီးတွေရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကိုအချီမြင်လို့တီးတွေ့တဲ့ခြေတန်းများပေါ်တင်ထားလေးရှိပါသည်ဒီပုံစံကအားရင်ကြီးမားမှုပျက်စီးလွယ်ပြီးမခိုင်မာမှုကြားကစန့်ကျင်မဲ့စိတ်ခံစားချက်ကိုဖော်ပြနေတာပါဒီဖူကွက်ကျွန်းကပပုတွေဟာဒါလီရဲ့စိတ်ကူးရင်အိမ်မက်ကဘာကိုပူပြင်းတဲ့ကမ်းခြေတောင်ရံနဲ့ပင်လယ်ရေတွေကိုဆွဲထုတ်လိုက်တယ်လို့ပါပဲဒီတော့ပပုရုပ်တွေဟာရေပြင်ပေါ်မှာအရေးမဲတွေအဖြစ်ထင်ဟပ်နေပြီးပတ်ဝန်းကျင်ကအပန်းဖြေစခန်းနဲ့လုံးဝမတူတဲ့တိတ်ဆိတ်ပြီးအတွေးနံနေတဲ့ခံစားချက်ကိုပေးနေပါသည်ဒီပပုတွေရဲ့အလားအပဆုံးအချိန်ကတော့နေဝင်ချိန်စမ်းဆက်ပဲဖြစ်ပါသည်နေဝင်ချိန်မှာကောင်းကင်တစ်ခုလုံးရွှေဝါရောင်နီနီရဲရဲနဲ့လိမ္မော်ရောင်နေဖြစ်လာတဲ့အခါပပုစင်တွေဟာအဲ့ဒီရောင်စုံကောင်းကင်ကိုနောက်ခံပြုပြီးမတ်မတ်ရက်နေကြပါသည်ဒီမြင်ကွင်းဟာဓာတ်ပုံရိုက်ဖို့အကောင်းဆုံးအိမ်မက်အဆန်ဆုံးအချိန်ခါပါပြီဒီနေရာဟာအမြဲစီကားနေတဲ့ကမ်းခြေကလပ်ထဲကနန်းနေတဲ့အမှုပညာဖန်တီးမှုတစ်ခုဖြစ်ပါသည်ပတ်ဝန်းကျင်မှာ DJ တန်တွေရီမောတန်တွေရှိနေပေမဲ့ဒီအခြေတန်းရှည်စင်တွေကတော့သူတို့ရဲ့အိမ်မက်ထဲမှာတယောက်တည်းတိတ်ဆိတ်စွာကြံနေခဲ့တယ်လို့ခန်းစားစီပါသည်ဒါဟာဖူကွက်ကျွန်းကနေကဘာကြီးကိုပေးတဲ့ message တစ်ခုပါခင်မီတိုးတက်မှုတွေဇိုင်းငံဟိုတယ်တွေကြားထဲမှာအမှုပညာနဲ့အတွေးခေါ်အားလေးအရေးကြီးတယ်ဆိုတဲ့အကြောင်းပါဆိုတော့ဒီရှေ့တန်းရှေ့စင်တွေဟာကဘာကြီးနဲ့အဆက်ပြတ်နေတဲ့ကျွန်းတစ်ကျွန်းတော့မဟုတ်ပါဘူးဒါပေမဲ့သူတို့ဟာလက်တွေ့ဘဝနဲ့စိတ်ကူးရင်ကဘာကြားမှာတယောက်တည်းရက်တည်နေတဲ့အချိန်နဲ့အမှုပညာကြားကတိတ်ဆိတ်ခြင်းနေရာတစ်ခုပါ
တကယ်လို့လူကြီးမင်းသားလောကကြီးတွေကစူညံမှုတွေကနေခဏလောက်ထွက်ပြီးဒါလီရဲ့အိမ်မက်ထဲဝင်ကြည့်ခြင်းနဲ့ဆိုရင်တော့ဒါမှမဟုတ်လှပတဲ့နေဝင်ခြင်းရဲ့အထီးကျန်ခြင်းတရားကိုခံစားခြင်းနဲ့ဆိုရင်တော့ဒီဖူကွက်ကျွန်းကရှေးတန်းရှေးစင်းတွေဟာအကောင်းဆုံးနေရာတစ်ခုဖြစ်နေမှာပါဒါပေမဲ့တစ်ခုတော့ရှိပါရီဒီနေရာကညနေမြင်ကွင်းဘလောက်ပဲထူးခြားတယ်ပြောလူကြီးမင်းရဲ့အသေးကွဲခြင်းအမှုပညာလောက်တော့နတ်နေပြီးတော့ပု္ပ္ပာဆံမမဟုတ်ဘူးလို့ထင်ပါရီ